အလောင်းစီသူမင်းကြီးပြင့်ဆောင်လာခဲ့တော့တစ်ကနဲ့သားနဲ့ထုထားတာနောက်အင်းသူအင်းသားတွေကမကအနေနဲ့ရိုက်ကလာဖျားဖို့လားရွှေသင်္ကန်းနဲ့ကန်ရင်ကန်နေခုလိုရွှေတုံးကြီးဖြစ်သွားတာအရင်တော့ဘုရားပွဲတော်တွေမှာဆိုလို့ရှိရင်ခုခေတ်လိုကရိုးဖောင်တော်တွေပါနေမဟုတ်ဘူးလေနဲ့ပဲအဲ့ဟိုလေရင်းမုံနဲ့တိုက်တော့လေမောက်ပြီးဘုရားငါးစုစုရင်းကျသွားတယ်အဲ့ရင်ငုံပြီးပြန်ချတော့ဘုရားလေးစုပဲတွေ့တဆူတော့စင်မကောင်းကြဘူးပေါ့လေဒါပေမဲ့အဲ့ပြောက်သွားတဲ့တဆူကရင်းကြီးကပ်ပြီးဒီเจ้าမတို့ပြန်ရောက်လာတယ်တဲသူးသားပါလားအဲ့ကြောင့်အင်းဖောင်တော်ဘုရားလူကြီးရလို့ပြောတာပေါ့အဲ့နောက်ပိုင်းမှာတော့ဗျာဘုရားပွဲတော်ဆိုလို့ရှိရင်ဘုရားလေးစုပဲပူဇော်တာထွက်တော့တယ်ကျွန်တော်တို့ထက်တာမှာအင်းသာရုံးတော့တယ်မှတ်မိကြတယ်အဲ့ဒါတော့20ခုနှစ်လူကြီးလာတယ်ဖွဲ့နေတယ်ရဲရရွာမှာပြည်သာကုန်းအကြွဒီနေကုန်းရွာရဲ့ရှေ့ကောင်တော့ပေါ့အဲ့ဒါဆောင်းလို့မြို့သွားတော့မှတ်ရဆက်သွားအင်းလေးဒေသရဲ့ပင်မရွာတွေဖြစ်တဲ့ဟဲရရွာမှာအင်းပေါ်ခုံနန်းပန်ရွာတွေမှာတော့ယွန်းတယ်ပိုးတယ်ပဒိန်ပပဲလုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ကြကြပါတယ်မနေ့6နှစ်ရောက်လာနော်ဟိုတော့လက်ခံထားနောက်ကြလို့မဖြစ်ဘူးနော်ဟုတ်ကဲ့တောင်းမယ်
တွေလည်းတူတူပါလားပေါ့ဟောအဝင်နေလိုက်ဟုတ်ကဲ့ဘာဒီနေ့ကသိမောသေးလားကျွန်တော်ဒီနေ့လုံးပဲ့ကြည့်တာမောင်းနေဘာစိတ်ကူဘာစီရီရောတော့တောက်ပါတယ်လူတွေဟာအဘတို့ရွယ်ဆိုတာကတော့လူတိုင်းမလွန်ဆန်နိုင်တဲ့ပူရာကနာရမယ့်အချိန်ကြီးကိုရောက်နေပြီပဲဝေဒနာဆိုတာတော့ရှိတာပေါ့ဘာပဲဘာမှမပူနဲ့လူလေးမလဲအဘလက်ထဲကြီးမြင်လာကြရတာကန်ဆိုးရတဲ့ကွယ်တနေ့နေပူမရှောင်မိုးလာမရှောင်တက်ချီမောင်းရတာပင်မလာပြီဒီဒုက္ခဆင်းရဲကမြန်လွတ်ပါစေလို့အဘအမြဲဆုတောင်းပေးပါတယ်လူတွေကကျွန်တော်တို့စိတ်မကောင်းမဖြစ်ပါနဲ့အဘဆင်းရဲချမ်းသာတယ်ဆိုတာကံတရားပါဆွေရလုံးလာရဝေးရစိတ်ပြီးတော့ကြိုးစားလူရဲ့တောင်းဆိုကျွန်တော်နားလေအခုပဲ့ကြီးမောင်နှမဘွားပဲ့ကြီးပိုင်ရှင်ဖြစ်အောင်ကျွန်တော်ကြိုးစားမယ်ဘာဟေးဟာဖြူနေတယ်ပြလားဟာအမေမအားလို့ရှင်နေအဘတဲ့ပဲဆန်နဲ့ရင်ပြတ်ပြောက်စီလာပူရနော်သာရုကွယ်သာရုလုံးမလေးတို့သားမီးနှစ်ယောက်လဲအဖအတွက်တနေ့ဖေးရှားပြီးရလာပြုစုရမယ်အားလဲနာလာပြီကျေးဇူးတဲ့တင်ပါတယ်ကွယ်အိုးအဖလေးခင်ရဆွေမျိုးမင်းရဟင်းကောင်းနဲ့ဘာလို့သားဖားနဲ့ဖြူနှင်းတို့နဲ့ရက်ဆွေရက်မျိုးတွေပဲဟာတရားနဲ့ပြဘယ်လိုကိစ္စမျိုးရမ်းဆိုကိုရမှာပေါ့ကျေးဇူးတင်လို့အားနာဖို့မလိုပါဘူးဒါရဲ့ဖြူနှင်းရဲ့စိတ်ထားငြိမ်သက်တယ်ကိုချီးကျူးပါတယ်တကယ်တော့လူသားအားလုံးဟာဒီလောကကြီးတွေခဏရောက်လာတဲ့ဧည့်သည်တွေပါဒီလိုအခိုက်အတန့်အဖြစ်ပြည့်စုံလိုက်တဲ့အချိန်လေးမှာတရားမြင့်ခြင်းစေနာမေတ္တာထားတတ်ကြတယ်အကောင်းဆုံးပဲဖြူနှင်းရလူလေးတို့လူမလေးတို့လူငယ်တွေမှာလူစိတ်ထားမျိုးရှိတာတော့အပါဝင်စားတယ်ဆိုဘာကျွန်တော်ကလေးတွေစာပါပြပေးလိုက်အောင်ကို့မှာလေအလုတ်ကတစ်ဖက်ဒီကလေးတွေကိုစာပြပေးတဲ့စေတနာဝန်ထမ်းတာဝန်ကတစ်ဖက်နဲ့ပြင်ပန်းလိုက်တာနော်ဒီအင်းလေးဒေတာဖို့မျိုးကိုကလေးတွေစာသင်ပေးရကို့အတွက်သမိုင်းပေးတာဝန်တရားလို့မှတ်ထားပါလေပြင်ပန်းတယ်လို့မအောင်ဘူးအကိုရဲ့ခံယူချက်ကိုလေးစားပါတယ်အဘဖြူနှင်းပါကူလုပ်ပေးစရာရှိသေးလဲလို့မရှိတော့ပါဘူးအဲ့ဆိုဖြူနှင်းပြန်နော်ကိုပြန်နော်ဟာကျွန်တော်လည်းကလေးတွေစာပါပြပေးလိုက်ပါနော်သားတို့သမီးတို့ကိုဆရာဒီနေ့ဒီနေ့တန်ကြတာကိုသင်ပေးမယ်ကဲဆရာပြောမယ်သားတို့သမီးတို့ကနားမလိုက်ဆိုဟုတ်ပါလားကျောင်းလမ်းပြတွေဝန်းရံထားတဲ့အင်းလေးကန်ကြီးလှပတဲ့ကျောင်းလမ်းပြတွေဝန်းရံထားတဲ့အင်းလေးကန်ကြီးလှပတဲ့ရေပေါ်အိမ်တွေစောင့်နေကြလို့တွေ့သူစိတ်ထဲဆန်းလာတဲ့ရေပေါ်အိမ်တွေစောင့်နေကြလို့တွေ့သူစိတ်ထဲဆန်းလာတဲ့ဒနုပလောင်ပအိုးရှမ်းနဲ့တောင်လမ်းသားများစုံလာတဲ့ဒနုပလောင်ပအိုးရှမ်းနဲ့တောင်လမ်းသားများစုံလာတဲ့မဲချစ်ခင်ရင်တွေးစီညီညွတ်လေကြတယ်မဲချစ်ခင်ရင်တွေးစီညီညွတ်လေကြတယ်သင်လေးကံနဲ့အနာကအတွက်တိုးတက်မှုလဲဆောင်ရွက်မယ်သင်လေးကံနဲ့အနာကအတွက်တိုးတက်မှုလဲဆောင်ရွက်မယ်ဆရာနဲ့ပဲတပည့်များတို့ဒီမှန်ရဲ့အောင်ရမယ်ဆရာနဲ့ပဲတပည့်များတို့ဒီမှန်ရဲ့အောင်ရမယ်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 ဟာလိုက်တယ်လေအိုင်လေးပါရှင်ရဲ့လက်ရတော့တလားလားခါအောင်မတွေ့ဘူးလေကျောင်းမဲ့စီတူရမယ်အိုးဒါရမဟုတ်ဘူးနော်ဒါလက်ခံပေးဖို့လေဟာရတဲ့သူတွေပေါ်လာလေအိုးမချင်နဲ့ကြည့်သွားမလို့ဒီလောက်ဖြစ်တဲ့နေတော့ရှင်ရဲ့ရှိတဲ့အတွက်လည်းဖြစ်ရမယ်ဟုတ်ကူဟုတ်အိုးတကယ်ကြီးကတိတ်နောက်တာပဲကွယ်ရှင်လေးရှက်လာပြီးတော့
你讲呗，人家出不来过。不能说。把人家这家容易在这不得给我们在这里，但是你北京我们那个有点困难。哪过？你那北京我那不好了。不会。另外你讲快，你这个我这来看太多做的呢，除了我们那不是了，不是老不来过。你们你们搞新闻再来过，你们西瓜也管西瓜也，你们搞的那个西瓜几个没看那不？刚刚嘛也不一样，这老嘛打发你有点习惯，把咕噜带上片面去，把那么就习惯片。今天这里有困难，把这大家来看一下，这个面说一下对吧？哎，对嘛，我路来过，老百姓的，不说比我们进步，连今天我忙的无所谓，哪里来讲不了。ရပါတယ်မလာပါဘူးခမကြီးကကိုချင်းစာတရားနည်းနည်းမှမရှိတဲ့လူအသက်ကြီးပြီးအချိန်မရှိဘယ်သူသေးသေးငတေးမှပြီးရောဆိုခမလိုလူစားမျိုးခမပတ်စံရဖို့တခုပဲခမပြီးတယ်ခမလိုလူမျိုးဒီမှာကျုပ်တစ်သက်လုံးလုံးလို့မစားဘူးဘာလူလေးနေကြောက်ခဲခမလူလေးအဖပြောတာကိုသေးသေးချာချာနားထောင်နော်ဘယ်ကျင်းနားထောင်အဖလူလေးရဲ့အဖေဖို့ဘူးဟာဒါအဖလူလေးအမေရဲ့အဖေလူလေးရဲ့အဖိုးပါကွာဘာအချစ်ဦးအနေဆိုတာလို့လူလေးကိုအဖအသက်လောက်ချစ်ခဲ့ဒီကိစ္စတွေကိုအဖဖုံးကွယ်ခဲ့တာလေပေါ်မှာလူလေးစိမ့်သွားမှာစုလို့စိမ့်သွားမှာစုအခုတော့အဖမရှိတဲ့နောက်လူလေးဟာလောကရဲ့အလယ်မှာဒုက္ခရောက်မှာဆိုလို့ဆိုလို့အဖဖွင့်ပြောတော့မယ်လူလေးလူလေးရဲ့အဖေရင်းဟာရန်ကုန်မှာရှိတယ်မပြောရတော့အဖရဲ့ဒီအကြောင်းကြီးအဖသိမောနေမပြောရနဲ့ပါကျွန်တော်ဘယ်သူကလည်းနေကျွန်တော်မြင်နေလေဘာကျွန်တော်ပြင်းနေလာတယ်ကျွန်တော်ကျေးဇူးရှင်ပါဘာလို့ကျွန်တော်အဖေလိုပဲချစ်တယ်ကျွန်တော်အဖေလိုပဲသဘောထားတယ်အဖကျွန်တော်ရဲ့အဖေပါအဖကျေးဇူးကျွန်တော်ပေါ်မှာအများကြီးပဲကျွန်တော်ဒီတစ်သက်ဘယ်မှဆက်လို့ကိုမှမဟုတ်ဘူးဘာမှအားမမြင်နဲ့ကျွန်တော်ဆရာအောင်တော့ခေါ်လိုက်နော်ဟုတ်ဘလို့တော့ပါဘူးလူလေးလူလေးအဖေရဲ့ဆွဲကြိုးနဲ့လူလေးအဖေရဲ့လိပ်စာအဖမရှိရဲ့နောက်လူလေးအဖေကြီးကိုရောက်အောင်သွားပါလူလေးရဲ့妈。去年的我快递，两人多了很多呢。去年别的是两人带我们今年7点。
တက်လာတဲ့ပညာရည်နဲ့ဒီအင်းလေးဒေသဖွံ့ဖြိုးကြီးပွားတိုးတက်ဖို့အင်းလေးကိုလုံခြုံပြအောင်ပြန်လာတယ်အဲဒီစကားကိုဒီအင်းလေးကိုတက်တည်ထူဆိုတော့ကြည့်ပေးပါကိုကြီးလေးကနေအင်းညာကိုရောက်သွားတယ်အင်းသားတယောက်ရဲ့ချစ်ပုံကြီးလေးကိုတော့မကြားပါရစေနဲ့လို့ဆုတောင်းနေပါတယ်အကူချစ်ပြီးစုံလွဲတွေရဲ့မျက်ရည်တွေနဲ့ပြည့်လျံနေအင်းရကန်ကိုကကြောပြီးရက်နေတယ်ဆိုရုံပြန်လာမင်းရှိကိုချွေဆက်ချုံဆောင်နေမနော်အင်းလေးနဲ့ဖွံ့ဖြိုးမှုအတွက်ကိုထားဝစဉ်ပဲကျိုးပန်းကဆောင်ရွက်ပြုလုပ်မဲ့နေကြောက်ခဲနေဆိုတာကဘာကြီးနဲ့လူသားတွေကိုအာယုံမှာပေါ်ထွက်လို့အလင်းရောင်ပေးတာနေကြောက်ခဲနေရောင်ကိုလူသားတိုင်းမျောလင့်နေသလိုကဘာမြေပြင်တစ်ခုလုံးအတွက်အကျိုးဆောင်လျက်ပါဒီလိုပဲနေကြောက်ခဲအများအတွက်ကြောင့်ပေါ်တဲ့ဒီကြောက်ခဲလမ်းခင်းတဲ့အခါလေးဒီကြောက်ခဲဘဝဆွမဲ့သူလည်းနေကြောက်ခဲနှလုံးသားလည်းအပြူပါနေကြောက်ခဲပါအင်းလေးနဲ့ဖွံ့ဖြိုးမှုအတွက်ကိုထားဝစဉ်ပဲကျိုးပန်းကဆောင်ရွက်ပြုလုပ်မဲ့နေကြောက်ခဲနေရောင်ကိုလူသားတိုင်းမျောလင့်နေသလိုကဘာမြေပြင်တစ်ခုလုံးအတွက်အကျိုးဆောင်လျက်ပါဒီလိုပဲနေကြောက်ခဲအများအတွက်ကြောင့်ပေါ်တဲ့ဒီကြောက်ခဲလမ်းခင်းတဲ့အခါလဲဒီကြောက်ခဲဘဝဆွမဲ့သူလဲနေကြောက်ခဲနှလုံးသားလည်းအဖြူပါနေကြောက်ခဲပါအင်းလေးနဲ့ဖွံ့ဖြိုးမှုအတွက်ကိုထားဝစဉ်ပဲကျိုးပန်းကဆောင်ရွက်ပြုလုပ်မဲ့နေကြောက်ခဲနေဆိုတာကဘာကြီးနဲ့လူသားတွေကိုအာယုံမှာပေါ်ထွက်လို့အလင်းရောင်ပေးတာနေကြောက်ခဲနေရောင်ကိုလူသားတိုင်းမျောလင့်နေသလိုကဘာမြေပြင်တစ်ခုလုံးအတွက်အကျိုးဆောင်လျက်ပါဒီလိုပဲနေကြောက်ခဲအများအတွက်ကြောင့်ပေါ်တဲ့ဒီကြောက်ခဲလမ်းခင်းတဲ့အခါလဲဒီကြောက်ခဲဘဝဆွမဲ့သူလဲနေကြောက်ခဲ က
မင်းရောသမားရောဒီနေ့နေပြေးဟာဒီနေ့ဟုတ် ဘယ်လုံးပါလဲ အားကြောင့်မဟုတ်ဘူးလား ဟာဟုတ်ကဲ့ ရ ပြောဒီတစ်ချက်ပတ်ပါပါ ဒါရောင်းမဟုတ်ဘူးကလေးရဲ့ ကျောင်းလာဦး ဟိုရောင်းမဟုတ်ပါဘူးဆိုတော့ကလေးရဲ့ ရွာနေတိတ်ကြီးတယ် ပြောကြီးကကျွန်တော်ကလမ်းလာဘူးအခုတော့လုံးရောင်းရမဟုတ်ပါ ဒီမှာကျွန်တော်ခေါ်တယ် ရှင်းမခေါ်လို့ဘယ်သူခေါ်မှာလဲ ဘာမသိဘူးကြာခင်ဗျာဒီမှာရှင်းကျွန်တော်နာမည်ဒီမှာရှင်းမဟုတ်နေကြောက်ခဲ ဟာနေကြောက်ခဲ ဟွန်း ဟိုရှင်းနေကြောက်ခဲပဲဖြစ်ဖြစ်နားကြောက်ခဲပဲဖြစ်ဖြစ်ကျွန်မနဲ့ဘာမှမဆိုင်ဘူးဒီမှာလာငိုက်တယ်ခဏနေဒေါက်တာလာလိုက်မယ်ငါပြောခိုင်းရလဲရှုပ်လို့ယူပါ အဲ့ခဏနေလာမဲ့တော့ကျွန်တော်ရဲ့အဖေကကျွန်တော်ဒီနေ့တွေ့ကျွန်တော်လာတာ ဟင်ဒေါက်တာမင်းကျော်ကရှင်းရပြီဒါဆိုရှင်ဒေါက်တာတာပေါ့ရှင်စိတ်တော့ကောင်းပါလေနော် ဟာစိတ်တော့ကောင်းပါလေအဲ့ဒီတော့ကျွန်တော်ယူနေလို့ယူနေတူနေလို့ဒေါက်တာမင်းကျော်ကျွန်တော်ရဲ့အဖေအဲ့တော့ဒေါက်တာမင်းကျော်ဒါကျွန်တော်ဒါပဲ ကျမကြားဘူးတာတော့ဒေါက်တာတာဘိုးဘိုးဆိုတာသူ့တယောက်ပဲကျမကြားဘူးတယ် အဲ့ခင်ဗျားပြောတယ်ဘူဘူဆိုတာရန်ကုန်ကသားဖြစ်လေကျွန်တော်ကဒေါက်တာမင်းကျော်ရဲ့ရှမ်းပြည်အင်းလျာသားနေကြောက်ခဲ ဟိုးအင်းလေးရပဲဖြစ်ဖြစ်အင်းကြီးရပဲဖြစ်ဖြစ်ရှင်းကိုပြောရတာမောလာပြီသူနဲ့တွေ့မှာစုံသွားပြောနော်အခုလောလောဆယ်ဟာကိုဘာနာတွေမှာသွားနေပါ ဘာလဲမှာသွားနေ ဟုတ်ကဲ့ရှင် ဒီမှာနေလို့မရ အမမလုပ်ပါနဲ့ ဟာလောကအပြင်းနဲ့တွေ့လို့မလွယ်ပါဘူးဒီတော့ကြပြ မလုပ်ပါနဲ့အမေရှော့လို့အားလည်းယူပါပါ ညတော့ကြည့်ကြတာကတိနေရတာဘယ်လိုအရင်လဲဒီရတော့ ဒီလူကြီးကငါအဖေဒေါက်တာမင်းညိုများလား ဒီစီကတော့သွားရောက်တယ်နော် ဟုတ်တယ်လူနာတယောက်ဝင်ကြည့်နေနဲ့စီကံတန်းလာတယ် ဒါနဲ့တရားကိုတွေ့ကြည့်လို့တဲ့အဲ့ဒါတယောက်စောင့် ဒီလိုဆိုခေါ်လိုက်ခေါ်လိုက် နေနေ နေနေတာပဲခင်ဗျားပြောဒီမှာနေတာဘဲမှမပေါ့ ဟိုးနေအော်နေโอเค ဟာဘယ်နဲ့နေโอเคနေကြောက်ခဲ့ပါဗျာ ရှင်းနာမည်နဲ့ကျင်းညဖာမနေကြောက်ခဲတဲ့ အဲ့အမေကပေးထားတာ ဒီမှာဆရာနဲ့တွေ့လား ကျွန်တော် ဟုတ်တယ်ဒီအမိုက်ကြီးရတယ်
ထိုင်ပါဆရာဘာကူညီပေးရမလဲ ကျွန်တော်ရှမ်းပြည်နယ်အင်းလေးဟဲ့ရွာမှာအဘဦးဆိုင်လုံရဲ့မိဒေါ်မြခင်တာနေကြောက်ခဲပါအဘဦးဆိုင်လုံရဲ့ကျွန်တော်မိအားမရှိတော့ဘူးဆုံးတော့ပါအဘဦးဆိုင်လုံကမဆုံးရင်ရန်ကုန်မှာကျွန်တော်အဖေရင်ဒေါက်တာမင်းကျော်ဆိုတာရှိရဆိုလို့ကျွန်တော်လာခဲ့တာပါဒေါက်တာကျွန်တော်အဖေဟုတ်ပါလားခင်ဗျာအေးဒေါက်တာမင်းကျော်ဆိုတာတော့ငါမင်းကဦးဆိုင်လူရဲ့မိတော်မြတ်ခင်လားဟုတ်ထားတော့ကွာမင်းအခုငါစီကိုလာတာဘာခွင့်တောင်းခံနေလို့မွေလိုချင်လို့လားဟုတ်တယ်ကျွန်တော်မွေလိုချင်လို့လာတာဒါပေမဲ့ကျွန်တော်လိုချင်တဲ့အမြင်ကဖေကိုထင်ထားတယ်လူတွေကိုတန်ဖိုးဖြတ်နေတယ်မွေဆိုလို့အမြင်တော့ဟုတ်လူတွေလိုဖြစ်လာကြရကျွန်တော်မိဘဆိုတာရှိတယ်ကန္နာရခီးချမ်းနဲ့မှာကြမ်းကြမ်းတမ်းတမ်းရှောက်လန်းနေရကျွန်တော်ဘဝကျွန်တော်လိုချင်တာဖေရဲ့မြတ်တာဖေရဲ့မြတ်တာကိုလိုချင်လို့ကျွန်တော်လာမင်းစကားတည်းရသမြောက်ပါလားဘဝခံစားချက်ရှိတဲ့လူတွေကျွန်တော်ထွက်လာတဲ့စကားတွေရပ်ပါနောက်တော့ဖေရဲ့မြတ်တာကိုခံစားလို့မနိုင်တော့ဘူးဆိုရင်ကျွန်တော်ပြုကံပါပြီကျွန်တော်မြင်မှုရဲ့ကျွန်တော်အဖေရဲ့မျက်နှာကြည့်နေရတယ်ကျွန်တော်ရှင်းတော့ပါတယ်ပထမဆုံးအချိန်ဒီအတွက်ကျွန်တော်တို့ရည်ချမ်းထွက်ပြီးပြောရည်ကြည့်ကြပါဟောဆွေးနွေးတယ်တားမင်းကိုဒီနေ့တက်မတရားသေးဘူးဆွေးနွေးတာပြည်ပင်ပြီးလိုက်တဲ့ဖေဖေမီမီတို့ရဲ့အတိတ်အကြောင်းကိုဒါကိုဒီနေ့ပြောကြည့်တားမင်းနဲ့ဖေဖေကလူငယ်သဘာဝမိတာရှိခဲ့ကြတယ်ဖေဖေမိဘဖြစ်တယ်ဂုံကြီးရှင်တာမန်မင်းကလေးဖြစ်တဲ့တားမင်းနဲ့ဘောမတူတယ်ဒါပေမဲ့လူကြီးရဲ့လူကြီးဖေဖေကရုံးတိတ်တိတ်ကထူးပြီးတော့အတူတူပေါင်းနေနေခဲ့ရတယ်ဒါနဲ့တားကိုရှိတာချင်းဟာဖေဖေအနေချင်းနဲ့ဆေးဝင်တောင်းထားတာကိုဆိုလုံးကြတယ်ဖေဖေတို့ကမှဒီနေ့တိုင်းကိုသွားပြီးစီးတယ်ပြန်လာပြီးတော့ဒီနေ့ခေါ်တယ်တားမင်းမရှိဘူး
ဖေးလေးတော်တော်လိုက်ရှာပါလို့ကြောက်တော့သူရှာနေတွေ့ဆိုပြီးတူတုံးနေတယ်အားနေပြီးတော့ဒီချမ်းတွေ့ရတာဒီလိုနဲ့နေ့တန်ကြတော့မိဘသဘောတူတယ်မမန်ထီနဲ့လက်ထပ်ခဲ့ရတယ်နောက်တော့မှအားမင်းခုချီရဖြတ်သွားခဲ့တာဖေဖေအမေရဲ့ဘယောဂကြောင့်ဆိုတာဖေဖေသိလာခဲ့ရတာကျမနဲ့ကိုမင်းကြောင့်ရုံးမှာတရားလက်ထပ်ပြီးသားပါအတီးကျမတို့ချစ်ချင်းဘယ်မှာလဲဒီကျမကိုမင်းကြောင့်ချစ်တာတထေးသားတရားတရားလေးနဲ့ချစ်တယ်မပါဘူးအတီးဟိုညီအညီဘယ်သဘောနဲ့ချစ်ချစ်ငါသားဆရာဝန်ညီလို့တာမမင်းကလေးပြောင်းဘယ်နည်းမှသဘောမတူနိုင်ပြီးတော့ငါသားကိုမိုးကုတ်ကမနှမ်းသေးဆိုတဲ့တထေးသမီးပြောင်းကိုပြေးသားကိုပြောပြီးဆိုပြီးသားအိညီတို့ရုပ်ရည်လေးနဲ့ကိုနဲ့အဆင့်တန်းတူတဲ့ယောက်ျားတယောက်တော့ရှာလို့ရပါတယ်ရောဒါကညီအတွက်နည်းမှာချစ်ချင်းမြတ်တာကိုငွေနဲ့တန်ဖိုးဖြတ်တဲ့အများတို့လိုဘုံကြီးရှင်လူဒန်းစားတဲ့ဒီနေ့ကစပြီးကျုပ်သမီးနဲ့ဘာမှမပတ်သက်စေရဘူးဖေဖေတို့ချစ်ကပါလေးပြိုကွဲပျက်စီးရအပြစ်မရှိတဲ့သားပုံမှာအဖေတယောက်နဲ့တာဝန်ကြီးဖြစ်ခဲ့ပါတယ်အေးလေအတိတ်ဆိုတာတော့ပြီးတော့ခဲ့ပြီဒီเจ้าနဲ့တွေ့ပြီးတော့စိတ်မကောင်းဖြစ်နေတာအကြောင်းထူတာဒီတော့ကသားဖေဖေနဲ့တွေ့ပြီဘဝရှိရတဲ့ဘာမှပူစရာမလိုတော့ဒီလိုအားတောင်းနေကဲဒီကြတယ်ဆရာမရှင်းပြဟောတာဟာဆရာနဲ့တခါမှမတွေ့ဘူးခဲ့တဲ့ဆရာရဲ့သားဟုတ်ကဲ့နေကြောက်ခဲတဲ့ဒီနေ့တော့ဆရာလည်းစိတ်ထဲမှာဝန်တာနဲ့အင်ခဏပြန်ပြီးကလေးကြဟုတ်ကဲ့ဆရာနော်အရေးကြီးတဲ့လူများလာလို့ရှိရင်ဒီကိုဖုန်းဆက်လိုက်သိကြပါနော်ဒီမှာမသိလို့ပြောမိတယ်နော်သင်ဆိုးနဲ့ဟုတ်ကဲ့စမ်းကြည့်ရပါကိစ္စမရှိပါဘူးသဘောကောင်းလိုက်ဒီဟာလေအရက်ကြီးနေတာအငြိမ်မနေဘူးနားကြတာကောင်းကောင်းတောက်တာပုံကူကလူကိုနဲ့ကလေးအုပ်ချေတာဟိုဒီမွေးတိုင်းဖတ်မိရတယ်မမရဲ့နိုင်ငံခြားကဖတ်ပြီးတော့ကျွန်တော်ကဘာမှတတ်ချင်တာမရှိပါဘူးပိန်ပင်ရှိနေပြဲမွေးဆိုကျွန်တော်နေကြောက်တကကြောမရှိနဲ့နောက်ဖေးမှာသွားရုပ်ဆရာကြည့်ရတယ်ဟေးဒီချေဒါငါသားကြီးကွာမြတ်စွာဘုရားဒီလောက်ကြီးတဲ့သားကိုဆရာဘယ်ကနေကောက်လာလဲမသိကိုကျော်စားရပြန်လာတယ်ဒီမကောင်းဘူးဒီကောင်းပါလေကြီးကိုကျော်တခါမှမတွေ့ဘူးသေးတဲ့ကိုကျော်သားနဲ့ပြန်တွေ့ရလို့ဘုံတန်လုံးအိမ်ပြန်လာဟေးဒါကိုကျော်သားကြီးနေကြောက်ခဲတယ်။အမေခင်နေရခဲ့တယ်။ဒါဒီစနီဘလန်ချေးတယ်။သူကတော့ဘူဘူး။ဒါညီလေးပေါ့။အားလုံးကိုကျွန်တော်ချစ်ခင်လေးစားပါတယ်။ကျွန်တော်သားရင်ဆုံးပါ။ပါတယ်။
ကယ်ကိုကြော့အစ်စ်မှဖြစ်နေတယ်နင်းကနေပြန်လွတ်လိုက်တော့အခုမှအိမ်မော်တင်ဒါကျုပ်သားကြီးပါလို့ပြောရင်ပတ်ဝန်းကျင်ဘယ်လိုမြင်မလဲကျမအရင်မိမကဝေးတဲ့ပါပါလို့မချစ်စမ်းလို့လားကိုကျော်ရဲ့ကိုကျော်တို့ကမှအခုကကျမကသူ့မတည့်ရပဲနမနဲ့ဖြစ်နေပြီရှင်နမနဲ့ဖြစ်နေပြီရခင်လည်းရှိတော့တာမှမဟုတ်ပဲဖြစ်တယ်လောကကြီးမှာကဲ့ရဲ့ခုနှစ်ချင်းမုန်းခနဲ့အစရရပတ်မှုနဲ့လည်းကူးဆိုင်တယ်ပြီးပါတော့ရေးကြည့်တာဘုတော်တို့မိသားစုတိုက်တိုက်ဝန်းဆိုရှင်နေဖို့ပဲဖြစ်ပြီးတော့ခမရမိတဆိုးတကောင်ချွတ်ပါအားလုံးကြီးကူးစားမိုက်ကစားကြက်တန်ဘူးသူဟာကျမတို့မိသားစုရောက်လာမိုက်ပဲသူ့ကြောင့်ကျမတို့ပြောရှင်ချမ်းနေတဲ့မိသားစုကဘာလေးဟာလေပြဿနာဖြစ်လာမှပြေးကြတယ်ဒါကြောင့်ဒီကလေးကိုကျမဘယ်နည်းနဲ့မှမခံနိုင်ဘူးမင်းတို့ဒီညအားလုံးပြောမယ်ရေရီယာမမီကိုအရင်တော့ဒီလိုလေးတန်းမျိုးတစ်ခါမှမပြောဘူးခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဒီလောက်ပြဿနာဖြစ်နေလို့ရှိရင်နောက်ဆုံးဒီတက်ကြီးမားတဲ့ပြဿနာတွေကိုရင်ဆိုင်ရလိမ့်မယ်ဗါတယ်ပြီးတော့သားတို့အနေနဲ့လူဘိုတယောက်ကိုအိမ်မှာခေါ်တင်ပြီးတော့ကြွေးထားတာဘာမှမကြည့်ပါဘူးဒါပေမဲ့သားအနေနဲ့တော့သူ့ဒီကိုရင်းတယောက်မဆက်ဆံရင်ဆိုဘာလဲမင်းတို့ကဒီညကြောက်မင်းတို့ကလူလေးပါတိတ်ဆန်နေမဟုတ်ပါဘူးဟမ်တိတ်ဆန်တော့သူသားအတွက်ညတာတဲ့စိတ်တွေ့တာတဲ့စိတ်ရှိကြတယ်ဟာဒီကြောက်ကငါ့ရဲ့တွေ့ငါ့ရဲ့သားငါမှသူ့အတွက်တောင်းနေအများကြီးရှိနေပါတယ်မင်းတို့သားချင်းကိုချင်းစားတဲ့စိတ်ကလေးတွေကမိုးကြတယ်ဟေးတာဒီလိုဘာမှစိတ်မကောင်းဖြစ်နေကိစ္စမရှိပါဘူးလေကျွန်တော်ကြောင့်ဒီလိုရဲ့ကာယချမ်းမြေမိသားစုကဘာလို့ပျက်စီးတော့ကျွန်တော်ဆိုရင်ပါတယ်ဒီလိုကျွန်တော်အဖေတယောက်အနေနဲ့ကျွန်တော်ကြည့်ကြတယ်လို့အားရကြည့်ရတာကျွန်တော်ကျင်းတော့ပါတယ်ကျွန်တော်အင်းရုပ်ပြောင်းလာပါကျွန်တော်ခွင့်ပြုပါဟဲ့သားဘယ်မှာသွားကြလို့ဒီမှာကုန်နေရမှာထမင်းရနဲ့တော်ရရင်းနဲ့ပူပူလေးစားတတ်မှာပေါ့ဟောအရာကလည်းရှိတယ်အခါရလည်းဖြစ်တယ်ဘယ်ရောက်တစ်ခါကြည့်ပါများကြီးရတယ်လို့ယူကျွန်တော်စားတယ်ညမစားဘူးမဟုတ်ပါဘူးအခုလေစားလာအခုလေစားရတော့ဒီဝါလို့ပဲဟောပြီးတော့ဒီချင်းဓာတ်နဲ့လည်းမပြတ်တော့လုံးရမှာလုံးရမှာထားမယ်အားမနဲ့တော့ပါမကြည့်လို့ရှိဒီနေ့တော့ပူတယ်ပူတယ်ဟဲ့ရှင်အဲ့တော့ဘယ်လိုလဲဟုတ်အဲ့ဒါကိုတော့တော့ကိုကျော်ကလည်းသူ့ဟာသူ့ရောက်ကြီးမှာအရှင်းနဲ့ထွေးရမ်းသားလိမ့်မယ်ပေါ့ထားဖို့တော့ခေါ်လိုက်ပါအရှင်းကြီးသူ့သားကိုတော့ခေါ်ပြလိုက်တာဟုတ်ရပါ့တာကိုပြီးတော့ကိုကြီးကြီးလို့သာကျွန်တော်လည်းလည်းစားတယ်ထိုင်အောင်ကျွန်တော်တာဒီလိုမိသားစုရဲ့ပြောက်ဖြစ်နေတယ်ဒီနေ့ကစပြီးတော့ဒီလိုလည်းကိုပြီးတော့ဒီစားစရရမှာဒီဒီကဘယ်လိုခံရရှိနေတဲ့ဒီကလည်းကြည့်ရဒီပေါ်မှာဒီကချစ်ခင်တာကြီးတဲ့ဒီကလည်းငယ်တဲ့ဒီပေါ်ချစ်ခင်တာကာရုဏာကြောင့်ဘောမှုတာပါရလွဲမှုတွေလည်းချင်းပြီးမှတူအဲ့ဒီတော့ကိုတူတူကတူတယ်ကာရုချင်းချင်းပြီးကြ
သူစင်ပြေလို့တော့တယ်ဒါပါစမ်းနေတော့ ဘယ်လိုလဲတားရဲတဲကဘတ်ကန်နဲ့တော့တဲကအင်္ဂါကန်နဲ့တော့ဒီခေါင်းမှာတဲဆိုလို့အင်္ဂါကန်နဲ့တော့ညာကိုကျွားလေသူ့ဟာသူဘတ်ကန်နဲ့သွားတယ်သွားပါလေအဲ့ဒါသူရှင်ကိစ္စရှိသေးတယ်ဟုတ်လား ဟုတ်ထင်ရတယ်ကွာကာလီမြောက်ရှိတယ်တဲကဘတ်ကန်နဲ့တော့တဲကအင်္ဂါကန်နဲ့တော့ဒီပတ်ဝန်းကျင်မျိုးပဲသင်တော်ပါကဲကိုယ်လေးကိစ္စကြုံနေတာတော့အားလုံးညောင်းဝမ်းမဲ့လာမယ်ကိစ္စတွေနေနေဒီမှာနေတော့မင်းအိမ်ကအလုပ်တွေကိုပြီးချေးလို့ရှေ့ကြီးတို့လည်းမလုပ်ပါဘူးဘသူကမင်းမေတို့မိသားစုရဲ့ဘာမှမတော်ဘူးဆိုတာမင်းပြောရမယ်ကြားလိုက် ငါဘောအဖေနဲ့တွေ့ရတာကြာဦးလို့ရင်းနဲ့ထီလို့ပွက်လာခြင်းမင်းမဲဘေးနာဘေးရဘူးကြောင့်မလွယ်ပါလားညီမလေးဖြူနေကောင်းတယ်နော်ညီမလေးကိုအမြင်သတိရပါတယ်ကွာဖေဖေနဲ့တွေ့ရလို့ကိုပြောတယ်ဒါပေမဲ့အကိုဘဝအခြေအနေတွေအများကြီးပြောင်းလဲသွားနိုင်စရာရှိမယ်လို့ကိုထင်တယ်ဖြူနေကောင်းသောပြောင်းလဲမှုများဖြစ်ပါစေလို့ကိုဆုတောင်းနေရတယ်ကွာလောလောဆယ်ဖေဖေကအကိုကိုရန်ကုန်တက္ကသိုလ်မှာဖွဲ့ရတဲ့အထိပညာသင်ပေးဖို့အစီအစဉ်တွေအားလုံးလုပ်ထားပြီးတော့ရွာကလေးတွေကိုကိုပြန်လာတဲ့အထိစာသင်ပေးဖို့ဖြူနေမဲ့ဆက်တောင်းယူပေးပါညီမလေးဖြူနေကိုအမြဲတမ်းရနေတဲ့ကိုနေကြောက်ခဲ့အဲ့တော့လို့ပဲတာသာမင်းနဲ့တွေ့ရပြီဘယ်တာကျောင်းတော်ကျောင်းဆင်ပြေလာကိုနဲ့ရောချိန်ကြည့်လို့ရတယ်ရပါတယ်ဗျဆင်ပြေပါတယ်သားတို့ညီကိုနှစ်ယောက်ချစ်ချစ်ခင်ခင်တိုင်းတိုင်းမြင်မြင်နေကြပုံတခုရှိတာကဘိုးဘကတူးတူးသောသားဖြစ်နေပြည့်ချာကြီးနေတာတော့ဒီသားစုပုံမှန်နဲ့ဆိုရင်အဲ့ဒါအကြီးပဲကွာစားတာတန်းနိုင်လို့ဆွရှိလိုက်ပါဟုတ်လားသိချင်တော့သိချင်ကဲနင်းနေလားအားအေး
အဲ့ဒါဆိုတော့မိုးရဲ့တီစုဖြောပြမှုအပြီးမှာယခုတခါဆက်လက်ဖြောပြမဲ့သူကတော့နေကြောက်ခဲဖြစ်ပါတယ်နားတော့တာသင်တော်မူကြပါကျွန်တော်ခုဆိုမဲ့တခြင်းကိုမဆိုရင်ကျွန်တော်စကားနည်းနည်းတော့ပြောပြတယ်ကျွန်တော်ဟာခင်းလေးကဒီတော်သမားတယောက်ကျွန်တော်ခုဆိုမဲ့ခင်းလေးမှာရွာတဲ့မိုးဆိုတဲ့တခြင်းဟာကျွန်တော်ကိုယ်တိုင်ခံစားပြီးစက်ထားတဲ့တခြင်းကျွန်တော်လေလော်ရေးမိုးရတယ်မှာကျွန်တော်ဆိုနေကြတခြင်းလေးတို့ဗမာပြည်မှာယာရီဥတု3ခုရှိတဲ့နဲ့ကျွန်တော်မိုးယာရီကိုကြိုက်ဆုံးကျွန်တော်မိုးအချစ်ဆုံးမောအမိကနာမည်တူတိုက်ဆိုင်မှုများရှိနေရင်တော့ခွင့်လွတ်ပါလို့ကျွန်တော်ကြိုတင်ပြီးတောင်းပန်ပါတယ်ခင်ဗျာဒီမို့ယူရစောင်းပြောနေလားမသိဘူးကာယံချတဲ့အလေမအင်းလေးရင်ပြင်းပြလေငယ်လေးတစ်စင်းတရွေ့ရွေ့လွန်လူကထိုစဉ်မို့ကောင်းငင်မှာမောင်ရင်မဲချေလာလေရှင်လေးတယောက်ချေအလွန်ကြည်လို့သာကံစားကိုလောခလာထိုစဉ်မိုးတွေမဲ့မောင်ကြီးကတဲတဲ့ရွာကြီးတစ်ခါလေငယ်လေးတော့ကန်းစားရဲ့ဝေးမောင်လေပြင်းလိုက်များခက်ချံကမမြင်နိုင်စွမ်းတဲ့ကံကြီးလားလေရှင်လေးတယောက်ချဲအချင်းနဲ့ကင်းဝေးရှာမိုးမင်းရဲ့ညာတာလည်းပါအင်းလေးမောင်ရွာရဲ့မိုးရဲ့ခင်းလေးမှာရွာရဲ့မိုးရဲ့ဒိတ်လေးပါလွမ်းအချီကြအဖော်မဲ့ကိုကပါတွေ့မိလားအကယ်၍များသာလေဦးချိန်မှာကျင်နာသူလေးပါလာခဲ့ရင်ကိုဒီလောက်အောင်ငယ်မဲမချင်ပါနာမဲလူမရှိနိုင်ခင်မှာကိုအတွက်ပေါ်မဟာရေပြင်းချက်ကမိုးစက်မှုများသာယာယီမိုင်းနဲ့ကောင်းခင်မှာလေရှင်လေးအတွက်မိုးတွေရောညိုညင်မှုမိုးရဲ့အမြဲတမ်းသေးစမ်းပါမိုးပဲကိုချစ်ဆုံးပါမိုးပဲကိုချစ်ဆုံးပါအင်းလေးမှရွာတဲ့မိုးတချင်းလေးကတနာစရာတော်တော်ကောင်းနေနော်တချင်းရှင်ကတော့မတနာလိုက်ပါနဲ့နော်ဟင်းတော့မိမိကိုသိတော့ပါချစ်ချင်းစာတနာချင်းဟာတဲ့တော်ကြတနာရကကဲတော့ပါတော့တို့ဒီအဲ့တချင်းလေးကိုသိဝဲချင်တာပဲဝဲချင်းဝဲလိုက်အိုးဝဲပြမလို့ပါဘူးသူ့ကိုကောင်းပြီးဆက်လိုက်ပြီးတော့မိုးဒီတချင်းလေးကိုကြိုက်လို့ပါလို့ပြောရင်သူကလေယူပါမြစ်တာနဲ့ပေးမှာပါသူပြီးဖြစ်နေပါဆိုကဲလာပြောနေကြတယ်ပါချက်အဲ့နာလေးကတော့ဝိုင်းပြီးတနာကြမှာမြင်အောင်သေးတယ်ပေါ့နောက်မနေနဲ့ပိုင်လုံးမနေနဲ့မှန်းတာနေမိုးအော်မြင့်ဒီလိုမိုးလို့ပါလားအော်ကြံကြတော့မယ်မေခုမှရှက်နေပါလေမိုးကလေကိုလေးကျောက်ခဲကိုမိတ်ဆက်ချင်လို့တဲ့ဟုတ်လားဟောဖြစ်ပါလေကိုမပြောဘူးလားဟော तू ကယောဂဗေဒကတပြည့်နဲ့အကြောင်းတူတက်တစ္ဆာတတိပီကိုအဆိုတော့မိုးတဲ့သူကတော့ကျွန်တော်တို့ယောဂဗေဒကစူပါစတက်နေကြောက်ခဲခုလိုတိတ်ဆုံးရင်းနှီးခွင့်ရကျွန်တော်အများကြီးဝမ်းသာပါမိုးကလည်းခင်တတ်ပါလေရှင်စောစောကကိုလေးကျောက်ခဲဆူသွားတဲ့အင်းလေးမှရွာတဲ့မိုးတချင်းကိုမိုးတိတ်ကြိုက်ပါတယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အဲ့တချင်းစာသားလေးကိုမိုးရောက်မှလားရှင်
ဝင်ကြမလို့ပါဘူးရမိုးကြိုက်တယ်ဆိုရင်ကျွန်တော်မြေတားနဲ့စကားပေးလိုက်ချက်ပြီးတော့စဉ်းစားလိုက်တာရှင်ဒါဆိုရင်ဒီထဲမှာရေးပေးပါလားဟုတ်ရကျေးဇူးတင်ပါတယ်ရှင်မူသွားပါဦးဟုတ်ကဲ့ကောင်းပါပြီတို့ကလည်းကြီးမားသောမြေတားပြည်ခံတယ်တွေးရင်ကမေးပြီးပြန်မယ်ပြန်မယ်ပြန်မယ်ရွာတဲ့မူအင်းလေးမှာအမလေးဘယ်ကအင်းလေးမှာရွာတဲ့မိုးတွေပါနေလေအဲ့ဒါမိုးနောက် series မှာသူမဲ့တချင်းလေးတော်လေးရဲ့တချင်းကအင်းလေးကလှေသမားလေးတယောက်အကြောင်းကိုဆက်ထားတာတိတ်တနာဖို့ကောင်းတာပဲတော်လေးအမလေးလှေသမားလေးကိုတော့မတနာနိုင်ပါနဲ့နော်တော်လေးရတယ်ကဲဒီနေ့ကမိုးတက်တာခံတော့ဆိုတော့ကြီးကျွေးတာစားဖို့လည်းကြည့်အောင်လို့ပေါ့ကဲပါအပိုတွေပြောနေတယ်မရွှေစုစားဟာသူပါလာတော့စိတ်နိုင်တော့လေဟာဘဘဒါလေးကွာမို့သူကဘဘတဲ့တတိယကလေးကကျွေးရတယ်ဝန်တာပဲဘဘသူကမိုးတဲ့ဟိုတူတူဆိုတော့လေတတိယဖို့ဒီရပေါ့ဘလို့ပြီးချမ်းခင်မင်းရတာသူရဝန်တာပါကျွန်တော်မိုးရဲ့တိပိတ်တစ်ယောက်ကျေးဇူးထူးတင်ပါတယ်ဘူးပြီးတော့စားပါဦးဟုတ်ကဲ့ဒီနေ့မိုးနဲ့ကျွန်တော်မိတ်ဆွေဖြစ်ရတဲ့အထိမ်းအမှတ်နေနဲ့အားလုံးကိုကျွန်တော်တကားခံလိုက်မိုးတို့များကံကောင်းရင်တော့အချင်းနဲ့တကားပေါ်လာတယ်စားကြစားကြကိုနေချက်ခဲဟာတော်ကိုသူနဲ့တချင်းနဲ့ဆွေးနွေးကြရှိတယ်ဟာဒါဆိုရင်မင်းနေခဲ့လေကိုနေမျိုးနဲ့ချင်းလာတယ်ဟုတ်မလားကိုနေချက်ခဲဟာဘိုးကစပြီးရှိလားရှိပါလေကိုနေချက်ခဲနဲ့မိုးတချင်းကိစ္စနည်းနည်းဆွေးနွေးကြလို့ပါရတယ်ဒီထိုင်မယ်နော်ရပါကိုနေကြောက်ခဲကတချင်းဆိုတာတိတ်ကောင်းတာပဲမိုးထုတ်မဲ့ series မှာဒီနေ့တကယ်တွေးဆိုပါလားကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ချင်းဆိုတတ်ပြီကျိုးစားရင်ဖြစ်ပါတယ်ဘာလို့ကလဲကျွန်တော်ဝမ်းပါဘူးဒီအင်းမှာရွာတဲ့မိုးဆိုတဲ့တချင်းအောင်ကျွန်တော်အမြဲဆိုနေကြမှုလို့ပါအဲ့ဒီတချင်းကိုမိုးအခုထုတ်မဲ့ series မှာမိုးပြန်ဆိုခွင့်ပေးပါလားဟောအစရမိုးကြိုက်တယ်လို့လုပ်နိုင်တယ်ကျွန်တော်ခွင့်ပေးထားတာပဲမင်းကလေးတယောက်အနေနဲ့ပြန်ဆိုရမှာဆိုတော့လေနောက်ဆုံးပိုင်းစာသားကိုပြောင်းထားတယ်တန်စင်ကတော့ဒီတိုင်းပါကောင်းပါလေဆိုရလူကလည်းမိုးချင်းရတယ်မိုးတစ်ချင်းဆိုတော့ဒီတက်ကတော့စိတ်ဝင်စားပါလေအောင်ရပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ပြည်တဲ့စုနဲ့ပြေးပါစီရှင်မိုးတစ်ချင်းတွင်းနေကြရင်ကိုနေကြောက်ခဲလိုက်ခဲ့ရမယ်နော်ကိုနေကြောက်ခဲဗမာနေရလဲမိုးလာခွန်မယ်လေကျွန်တော်ကကြောင်ကြောင်ကြားရမှာညာဟိုစာနံပြည်တယ်နဲ့ပြောရရင်ကျွန်တော်အညာတရလူသားပေါ့ကျွန်တော်ဒီရက်ကိုမသိချင်ပါဘူးကိုနေကြောက်ခဲကတိတ်ရှုဝဲတတ်တာပဲမိုးမှာအစင်တန်းခွဲကြတဲ့စိတ်ရှိပါဒီတန်းသားမရွေးခင်နေတတ်ပါလေကိုနေကြောက်ခဲကိုမိုးဘယ်အချိန်ပေးနေရမှာတွေ့နိုင်မလဲဒီတန်းပြောလေးကဒီ
ချက်ချစ်ခတ်ထားတဲ့အချိန်တွေမှာကျွန်တော်ပြအောင်မှရှိမယ်ဝယ်မရရင်ဒီတက်ကတူမှာရှိနေတဲ့များကာလပတ်လုံးမိုးတဲ့ကျွန်တော်ဘာလို့ဆိုဒီလိုအချိန်နဲ့ကျေးဇူးတင်ပါတယ်အော်အင်းကလာတော့မှမလို့ငိုသွားတော့မယ်နော်လေးတော့ပါလေတနေ့ချင်းမဲ့ကြိုက်မဲ့သူညှော်ရတာနဲ့ပဲလေဘေးနဲ့မကောက်အရက်ပါချင်းဖက်နဲ့ပါတက်လာပြောလေတနေ့ဒါပဲနော်ဒါပဲပြောရင်ဒီနေ့ပြောစရာစကားမရှိဘူးမပြည့်စုံတဲ့လူကဒီလိုပဲရှားမှာပဲကွာရှားရှင်းပါလေမင်းလည်းဒါပဲပြောနေအရက်ရှည်တာတွေဖက်နဲ့ပါတွေလုံမနေလုံမှာမယ်တနေ့မင်းလည်းဒါပဲမိုးလိုက်ထိပွင့်ပေါ့မင်းဒီမိုးပြောတာမဟုတ်ဘူးအဆိုးမိုးလာဟာတူစီလာရောအချင်းဆုံးရောငါဒီလာတာငါဒီလာတာဟာမင်းကြီးလာမငါဒီလာတာဟာတော်မင်းမယုံတော့မင်းမင်းနဲ့လောင်းမင်းမိုးနေကောင်းတယ်နော်ကောင်းပါမိုးကျွန်တော်ဒီလာတာမလားဟုတ်ပါရရကြည့်ရမှာမဟုတ်ရင်ခေါင်းတော့စီလာတာပေါ့လားဟုတ်ပါဘူးဒါဆိုရွတ်ဆိုပေးနေပြီပါကိုနေကြောက်ခဲစီသွားမယ်နေကြောက်ခဲစီသွားမယ်ဟုတ်ကဲ့နေကြောက်ခဲစီတဲ့တို့
ဘယ်လာမဲပေါ့ကွာဟောပါပြီခဏတော့ဆက်ပါပြီအေးအေးရှောင်းတော့ကွာဟုတ်ပဲလေအချိန်စရာကြည့်ပြီးကိုနေကြောက်သေးစီကိုတင်နေလာခဲ့တာဟုတ်ဒီမှာကူညီထိုင်အကူကြီးတောင်းမှုပါပြောစရာလေးတစ်ခုရှိတယ်ပြောလေဒါပြောမှာဒီနေ့ကစပြီးကိုနေကြောက်ခဲကိုဆရာလို့ခေါ်ပြရစီခေါ်ခွင့်ပြုပါနော်ဟာမိုးကလည်းမဟုတ်တာဗျာကျွန်တော်မိုးစာတင်ပေးတာမဟုတ်ပဲမစီမဆိုင်ဘာလို့ဆရာလို့ခေါ်တာလဲမိုးစာတင်ပေးတဲ့ဆရာမဟုတ်ပေမဲ့အချင်းရေးပေးတဲ့ဆရာလေအခုဆိုရင်ဆရာတချင်းကြောင့်မိုးစတူဒီယိုလောကမှာစူပါစတာလို့အမှတ်လာကြတယ်အဲဒါကြောင့်မိုးရဲ့ကျေးဇူးရှင်ကိုတင်ထားတဲ့အနေနဲ့ဆရာလို့ခေါ်တာပါခေါ်ခွင့်ပြုပါနော်ဒီတချင်းလေးတစ်ပုဒ်နဲ့ကျွန်တော်ဆရာတင်လိုက်တဲ့ချင်းလေးကျွန်တော်ရှိသေးပါဘူးမိုးရဲ့အမှုပညာမှတ်တိုင်အောင်မြင်မှုအတွက်ကျွန်တော်ဝန်တာခုံရည်ဒါကကျွန်တော်ရဲ့စေတနာပါကျွန်တော်ဆရာလို့မခေါ်ဘူးကျွန်တော်တောင်းပါတယ်ဒါဖြင့်အကိုလို့ခေါ်မယ်နော်အခုစာအုပ်တွေခဏပြီအိတ်ကလေးကမုန်းကိုယ်တိုင်ထူထားတာကအကူဒီအိတ်ကလေးကိုအမြဲတမ်းလွှဲထားပါနော်ပြန်မနဲ့အင်းသားလေးရေယူကြီးစီမှာပြောစရာစုံနေတချင်းတီဆိုမဲ့သူပြီးတေးစာသားလေးတွေအမြဲရေးပေးကွယ်မို့ဘူးကလပ်ရှိတယ်ညနေ protocol ဝဲကြံတော့တယ်ဒါဆိုရင်ကန်နီမှာတစ်ခုသွားစားအောင်အားနာစရာကြီးမိုးလူကနာပဲမုံစားထားတယ်အေးပဲဖြစ်ဖြစ်လဲတော့ပါလားမို့ကျွန်တော်မိုးတစ်ခုကျွေးချင်တယ်လာပါမိုးရေနောက်ကြုံမှပဲစားရစီအခုတငယ်ချင်းတွေနဲ့ချိန်ထားတာရှိလို့ပါတော့မယ်နော်ဘူးကြည့်ရတာမယုံဘူးလားဟာသူစားလေသူကသူရိုးရင်ရိုးမရိုးချင်နေကိုရိုးရင်ပြီးတာဟုတ်ပါဟုတ်ပါအဲ့ဒါကြပဲအဲ့ပြန်သွားတယ်ဟုတ်ကဲ့မမီအောင်မေမင်းကမြန်ငါ့ကိုမေမေလေးပါလေရာရာဆတ်ဆတ်ငါ့ကိုဒီလိုမခေါ်နဲ့ငါမကြိုက်ဘူးဖေဖေနဲ့ပတ်သက်ပြီးမေလိုလေးစားတယ်ခေါ်တာတော်မကြိုက်ချင်ခေါ်ဘူးပြန်မခေါ်ခဲ့အေးသားပါဘူးရုပ်ကလေးလှတယ်စိတ်ကလေးလှရင်သိကောင်းမယ်ကွာဟာသူတို့ဆော်ပဲမင်းတို့ကဒူးယူရတဲ့စာကိုပို့လာဟောအေးအိမ်ထဲဝင်နေတာအေးစေးပေါ့ဟင်းမင်းတော့ဟိုမူးနဲ့ပန်းမလိုလည်းပါတယ်ကွာမူးပါတယ်ဟိုကိုလိုမျိုးစီလို့ရှိသွားမလို့မူးဒါကျွန်တော်တို့အိမ်လေးခဏတော့သိမအောင်ဟ
မစင်းတော့ပါဘူးနောက်မှပဲလာခဲ့တော့မယ်ဟောခဏလောက်ပေါ့မိုးရေဟိုကျွန်တော်မမီနဲ့လည်းမိတ်ဆက်ပေးခြင်းလို့ခဏလေးဒီဆင်းလိုက်ပါမိုးရေအိမ်မှာတောက်တူမရခိုင်းမှုတယ်ရီတော့ခေါ်လိုက်တယ်။သမီးလေးခိုင်းတယ်။ခိုင်းနေမှုမမေအဲ့ဒါသားတို့ကြောင့်သားတင်ငယ်ချင်းပိုးတယ်။နာမည်ကြီးဆိုလို့ပေါ့။ဟုတ်လား။အေးစွစွနဲ့ပါပါတော့မမေသိပြီးသားပါ။အေးဟဲ့ကျေကြီးအဲ့ဒါကိုအေးယူခဲ့တာဟဲ့ဟုတ်ကဲ့မမအိမ်မှာသားအမြဲတမ်းနားထောင်နေတယ်အင်းလေးမှာကြော်တဲ့မူးဆိုတဲ့တစ်ချင်းမူးဆိုတာပေါ့အေးရုပ်ကလည်းချုံအတန်ကလည်းကောင်းပြောစရာကိုမရှိဘူးမူးတော့ ဆက်ဆက်ဒီမှာညာကိုကတော့နောက်ချပါရဲ့ကိုကလည်းဘာလို့ဒီစကားတွေပြောရတာလဲဘာလို့အားနေရတာလဲဘယ်ဘုံမှာသွားစကားပြောတာဒါပါကူဒါပါဒီလိုပဲပေါ့အကူကြီးပင်လေးတွေကရင်တိုင်းနေလို့လည်းနိုင်နေနေရှိသမျှပေါ့အကူကြီးမသိကူနေကြပါလေကိုကအဖြစ်မှန်လို့ပြောပြပါလားကျွန်တော်တို့အညာတရတယောက်ကိုပြောရအထွေထွေသိမရှိပါဘူးအဲ့ဒါမသိချင်ဘူးအကူနဲ့မိုးတို့ဟာကောင်းမြတ်ဖျားကြီးအောက်ကလူသားတွေပါပဲအခုမိုးတကယ်ခင်နေဆိုရင်ကိုနဲ့ဘိုးဘာတော်တယ်ဆိုတာမိုးပြီးရတယ်ဘာမှမတော်ပါဘူးတို့အိမ်မှာတောက်တူမရခိုင်းမှုဆိုရင်အခုအိန္ဒိယကိုခေါ်လိုက်ကိုပညာသင်ပေးရင်ဘိုးစားဝယ်ပေးရင်ချမင်းကျွေးဒါပါပဲကိုအချင်းသေးပါဗျာမိုးဒီလိုမပြောပါနဲ့အကူရဲ့မိုးအကူကဘယ်အဆင့်တမ်းပဲဖြစ်ဖြစ်အကူမိုးရဲ့ခင်မမှုဟာဘယ်တော့မှမရရင်တော့ပါဘူးအခုလိုအကူရဲ့ဘဝဖြစ်မှန်ကြားတော့ကိုမိုးတနာပြီးခင်မတွေ့တာနေကိုကြီးကျင်နာမှုတွေတိုးလာပါတယ်အကူ
ဘိုးလည်းပြောရတာအော်အကိုရဲ့အကိုမိုးရဲ့အမြန်လို့ပဲအိတ်ကလေးပေးကြရမိုးရဲ့ပြင်းပြတဲ့တော့ကိုအကိုသိခဲ့တာပါကိုအခုဘွားရဲ့စုခင်းလမ်းမှာမိုးလက်တွဲမခေါ်ရပါဘူးအခုရှောက်နေရတဲ့စုခင်းလမ်းပေါ်မှာမိုးရဲ့အဖြူစင်းနဲ့မြစ်တာပန်းလှလေးခင်းပေးရစလားအခုနော်မိုးရဲ့သဘောကျနေရန်ကိုရန်တော်တယောက်နဲ့တယောက်ချိန်ခါရည်စရာလေးများပြောပြလို့အချစ်ပြောမြူအောင်လုံးမဲ့လူရွှင်တော်တောင်းတဲ့လေးစားရအချင်းတို့ကလေးများကိုလဲနော်ကယူဆိုင်တတ်တဲ့ချီရဲ့အဝေတော်လိုက်လို့မရတဲ့စာတွေလာပြပေးဖို့မမီနဲ့နော်ချစ်သူအတွက်ဆိုကတိကလိုပဲတော့မိုးတယောက်တွေ့ပြီ။အော်မိုးလား။အေးကိုနီးကြောက်ကနေအဲ့ဘက်ထွက်သွားတယ်။ဒီကြောက်ကနေကျွန်တော်ပေါင်းမယ်။ပဲအမကြီးစားလိုက်တော့ရအကိုလေးစားဖို့တဲကြော်လေးဆက်ပြဖြစ်နေ။အေးငါသေးတယ်။ကိုကြီးသားတယ်တယောက်ထဲလားဟုတ်တယ်ဘိုးက class ပြီးသွားပြီလားclass ကိုခဏအိမ်မတက်ရမှာမိုးကျွန်တော်စကားတစ်ခုလောက်ပြောချင်တယ်ပြောနေကိုမိုးဆိုတာဘယ်သူဘယ်ဝါဖြူသလားမဲသလားမသိခင်လေအတန်ကြားပြီးတော့ဆွဲလန်းခဲ့ပါမိုးကိုတွေ့ပြီးခုလိုခင်မင်းရင်းနှီးခွင့်ရပြီးတဲ့နောက်ပိုင်းမိုးကိုဆွဲလန်းတဲ့စိတ်မိုးမြန်နေတဲ့စိတ်အဲ့ဒီစိတ်ကကျွန်တော်ရင်ထဲမှာသိမ်းထားလို့မရတော့အောင်ကိုကြီးကြီးမားလာပါတယ်ကျွန်တော်မိုးချစ်ခင်မင်းမှုကိုအလဲသုံးစားမလုပ်ချင်ပါနဲ့ဘုရားတငယ်ချင်းတယောက်လိုပဲဆက်ဆံခဲ့ရတာမျိုးတငယ်ချင်းတယောက်လိုပဲခင်မင်းချင်းလေးအဲ့ဒီထဲပိုလာမယ်ဆိုရင်တော့ဘုရားမိတာစစ်ပွဲမှာအရှုံးသမားတယောက်ဖြစ်လာနိုင်မယ်ဆိုတာအဲ့ဒါပဲသတိပေးပြရစီမေတ္တာဆိုတာတရားနာမရှိဘူးအပေါ်ပြန်လို့ရှိတယ်မှာလေသူများရဲ့အတွက်တော့ဟုတ်ရှင်ဟုတ်မယ်မိုးအတွက်တော့အလျားအနာမရှိသလိုသွားပြန်လည်းမရှိဘူးကျွန်တော်ပြောတဲ့စကားတွေ
လေးနဲ့ထားပြီးစဉ်းစားပါလို့တောင်းမှမရသေးဘူးမိုးကိုချစ်တယ်ကျွန်တော်ချစ်ကိုမိုးတွေ့ဘူးကြုံမှုရဲ့သူရဲ့အချင်းမျိုးနိုင်ချင်းမျိုးတတ်မှတ်ပါလေဘယ်သူမှမတူရဲ့ဘယ်သူမှမရှင်ဘူးအချင်းမျိုးမိုးကိုကျွန်တော်ချစ်တာဒီမှာဘဘမိုးဒီလိုစိတ်မျိုးနဲ့ဆက်ဆံဖို့ဆက်မကြိုးစားပါနဲ့တော့မိုးကတက်လောက်ချစ်ပေမဲ့ဘိုးအတွင်းကမိုးဆွမ်းလာမယ်ဟုတ်တာပေါ့အကူကြီးမှန်တရားဆိုတာလက်ဖုံးကွယ်လို့ရပါမလဲဒါဆိုရင်အခုကျွန်တော်ပြောမယ့်စကားကိုမိုးအလေးနဲ့ထားပြီးတော့နောက်ဒီချင်းကြည့်စမ်းအကိုကလည်းဒီနေ့မှထူးထူးဆန်းဆန်းကျွန်တော်တွေပါရင်နဲ့ဘာပြောချင်လို့လဲငါပြောပါကြားချင်တာပြီကျွန်တော်ကအဖေရင်းတယောက်ကိုလာရှာရင်းနဲ့ရန်ကုန်တက္ကသိုလ်မှာပညာသင်ခွင့်ရခဲ့တယ်အဲ့လိုပညာသင်နေတဲ့အချိန်အတွင်းမှာမိုးနဲ့ကျွန်တော်နဲ့ညှိုးနှင်းနဲ့တွေ့ကြတယ်မိုးနဲ့ကျွန်တော်နဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကိုမိုးမေ့ပြလိုက်ပါရှင်မိုးရဲ့နှလုံးသားထဲမှာကျွန်တော်ဆိုတာကိုထုတ်ပြလိုက်ပါမှန်တိုင်းပြောရရင်တော့မိုးကကျွန်တော်ရဲ့ဒုတိယအချစ်ပါမိုးနဲ့မတွေ့ခင်မိုးအရင်ကျွန်တော်မှချစ်ဦးလို့ရှိနေတယ်အကူနော်မိုးကမနှောက်နဲ့သိလားမိုးဟိုလိုက်မယ်ကျွန်တော်နောက်နေရမို့တကယ်ပြောနေတာကျွန်တော်မို့မနေ့ကကျွန်တော်ညားနေကျွန်တော်ဖန်ဆောင်ခဲ့ဒါပေမဲ့ကျွန်တော်မို့အကြာကြီးဖန်ဆောင်နေမလဲစားနိုင်မလဲစားရကျွန်တော်ရဲ့ဟန်ဆောင်မှုကျွန်တော်ရဲ့လဲစားမှုတွေကြောင့်ဘိုးတယောက်ကမဖြစ်တဲ့နိုင်ဖြစ်သွားတယ်ဘိုးကကျွန်တော်ရဲ့အရာရာတာပါရဲ့ပြီးတော့မိုးသူတော်တော်ချစ်တယ်အဲ့တော့မိုးကျွန်တော်ပုံမှန်ထားတဲ့အချစ်တွေမြတ်တာဘိုးပေးလိုက်ပါရှင်ရက်စရုံမှာထားရတာဒီနေ့ကစားတရားနဲ့တရားလူတရားဘယ်လိုလဲတတိမဟုတ်ဘူးတဲ့ဒီနံပါတ်ရနော်ဒီနံပါတ်မို့ဘုရားမို့ဘာပြောပါလဲကောင်ကြောက်ခဲ့သေဘောအိတ်သေနာသားဆိုမင်းတို့ကောင်ပြောငါချစ်နေတဲ့မူမင်းပါတော်ရခဲ့ဟုတ်ဒီမင်းချင်မနေပြီကွာဘာထင်မှမလဲမင်းကြောင့်မိုးငုံနေတာငါနဲ့ပြီအဲ့ဒါမင်းတော်ရတာပါလေကွာ你妈呀！不，嘿，这不是对，我来记得有个故意来说话的，咱民国管民国，哦，蒙路，沿路，打起走路来讲，沿路呗，八卦，对不对？如果到我们今天路突然那今天吧，没等记啊，不要没这把人嘛，老公，哎。我说，这边弄的啥呢？这边弄的啥呢？这边弄的哪里？ရက်တလုံးကလက်ပြားနဲ့မတို့ခဲ့တဲ့သားကိုအခုမှပထွေးစိမ်ဝင်ပြီးရှင်ကပိုင်းတယ်ပေါ့လေရှင်းကိုကျမမပြောလိုက်ချင်ဘူးဒီမှာဒါကလေရှင်နဲ့ကျမနဲ့ညာမို့တဲ့သား
ကျမကပါတယ်မရပါသားမဟုတ်ဘူးရှင်မဟုတ်ဘူးသိရလားအစအရှင်းကိုပြောခဲ့တယ်ဟုတ်လားဒီကောင်ကိုအိမ်မော်တင်ဒီလိုပြဿနာမျိုးတွေဖြစ်မဲ့ကပြောခဲ့တယ်သိရလားရှင်သားချိုကောင်ကြီးမဟုတ်ဘူးလေကျုပ်သားကိုပိုင်းခါနည်းနည်းမှမကြည့်တော့ဘူးနည်းနည်းမှမကြည့်ဘူးသိရလားနည်းမကြည့်နိုင်ဘူးဒီချိုကောင်ကြီးကိုလေအိမ်မတင်မထားနိုင်ဘူးတင်မထားနိုင်ဘူးသိရလားတင်မထားနိုင်ဘူးရှင်သားကိုဒီမှာသေးဟာလေမိတွေးပြီးအတိတ်ပဲမရှိတဲ့စကားတွေမပြောနဲ့မိုက်ရိုင်းတဲ့ကောင်ကိုယဉ်ကြည့်အောင်ဆုံးမဖို့ငါမှတာဝန်ရှိတယ်။ကျွန်တော်ကငါသားကြီးပဲ။ဟမ်ဘယ်သူမတရားတော့ဘူးမှလက်ပိုက်ပြီးငါကြည့်မနေနိုင်ဘူးကွာ။အဲ့ဒါလို့မတရားတဲ့ကောင်ကိုဆုံးမတဲ့နေရာမှာတားလိုက်ရင်မကောက်ဘူး။တပ်ပြရမယ်။အော်ရှင်ကအခုမှသူကောင်းကောင်းကြီးရှင်းနေကြဘူး။ဒါဖြင့်ပတ်လေပတ်ပါပတ်လေမရချင်ဓာတ်ကြီးကလည်းကြားဘူးလေ။ရှင်းကြမှာပါချင်ဓာတ်ကြီးဖြစ်ရတော့တယ်။လာပါမိမတွေကတဲလေးပြောရဆိုတာချက်ပါလားဒီမှာနေကြောက်ခဲ့မင်းတို့အိမ်ကိုရောက်လာတဲ့နေ့ကစပြီးဒုမိသားစုအိမ်တွင်းမသားများဖြစ်ခဲ့ရတယ်။တကယ်လုံးအမြင်ကျင်လာခဲ့တယ်။မင်းအဖေဟာလေတို့သားမှုကိုပေါ်လာငေါ့လုပ်ခဲ့။ဘယ်တော့မှလက်ဖြားနဲ့အထိမခံခဲ့ရတဲ့ငါသားလေးကိုပါရိုက်လားထိုးလားတိတ်လားလုပ်ခဲ့တာမင်းသိနေမို့လား။မင်းနဲ့အရွယ်ရောက်ကိုပညာဆုံးနေပဲကိုရင်ဒီတော့မင်းရင်းနှီးစားကိုငါရွေးပေးလိုက်။တခြားမလုပ်စားပါဘူး။ဒီငွေဟာမင်းဖေးစီကမင်းမျှော်မှန်းထားတဲ့အမွေတွေတဲ့ဆိုင်နဲတယ်လို့မင်းထင်ပေးလိမ့်မယ်အမွေရဖို့မမျှော်လင့်နဲ့ဒီနေ့တော့မင်းကံကောင်းပြီလို့ရော့ကျွန်တော်ထင်မှားနေပြီလားကျွန်တော်ထင်လို့ကျွန်တော်ဒီလိုလာတာအမွေလိုကျွန်တော်လာမဟုတ်ပါဘူးအနည်း20လုံးမိဘမြတ်တာကိုမခံစားခဲ့ရလို့အဖေရဲ့မြတ်တာကြီးမှာကျွန်တော်ခဏလာခိုးလုံးမှာပါကျွန်တော်ခိုးလုံးနေတဲ့အချိန်အတော်အတွင်းမှာအဖေရဲ့မြတ်တာကိုကျွန်တော်လိုချင်လို့တော်ကြွေးရမြောက်ကျွန်တော်စားတယ်တော်ထားနေမှာကျွန်တော်နေတယ်တော်ခိုင်းရမြောက်ကျွန်တော်အကုန်လုံးညုံနေလုပ်ပြီးခဲ့ကျွန်တော်အဖေရဲ့မြတ်တာကိုရပြီအမေရဲ့မြတ်တာကိုကျွန်တော်မရဘူးမင်းမအမေမရှိတော့ဘူးကျွန်တော်မွေးရအမေမရှိတော့ဘူးကျွန်တော်ကြွေးရအမေရှိနေတော့ကျွန်တော်ကြွေးရအမေတော့စကြွေးတဲ့အချိန်ကစပြီးတော့ကျွန်တော်မရှိတော့တဲ့အမေစားရတယ်ကျွန်တော်တော့အမေကြောက်ရှိတယ်အမေကြောက်ချင်အားကိုးတယ်တော့ကျွန်တော်အမေကိုခေါ်ရတယ်မင်းဟာလည်းဘယ်လိုခေါ်မှလည်းမဆိုင်ဘူးအရေးကြီးတာကမင်းမျက်နှာငါမမြင်ရရင်ပြီးရောအမေဖြစ်စေချင်တာဖြစ်ရပါစေပဲအမေရဲ့ဘာပြောနေလို့လဲဝိဇ္ဇာရောက်တယ်ဒါဝိဇ္ဇာဆိုခုမှမတောင်းဘူးနေပါတယ်လားဟာလေဘူးကောဝေလို့ချင်လို့လားကားလို့ချင်လားဘာလို့ချင်လဲပြောကားလို့ချင်တာရရစေဘာလို့ချင်တာလို့ချင်တာဟုတ်ပြီဘာကပညာဆုံးပြီဆိုတော့မလို့ချင်တယ်ဖေဖေလည်းငယ်ရကြီးလာပဲကွာဒါတော့နားသေးပါအားလို့ချင်တယ်မိတတ်အဲ့တော့ဝိဇ္ဇာရှိဘာလို့ခုနေတာလဲတာငယ်ငယ်လေးကအခုချိန်ကြီးမမေကိုခါမှမတွေ့ဘူး
တူဦးချင်းလို့တားမိမေရဲ့တပ်ပုံဖေဖေစီမှာမရှိတော့ပါဘူးကွယ်ဖေဖေအတိတ်ဇာလန်းကငါကြီးစရာကောင်းတော့တယ်တဲလွန်စားတယ်လည်းမချမ်းမိရတာမှန်ပါသားတားမိရရင်ဖေဖေအတွက်စိတ်ကောင်းရှင်းဖြစ်လို့ဆိုတော့အိမ်မှာမရှိတော့တာရဲ့စိတ်ချမ်းသာတယ်ပေးတဲ့ငွေတောင်းတာထားခဲ့ပါလေတော့တက္ကသိုလ်ပညာတက်မြောင်သင်ကြားပြီးဖေဖေမေမေရဲ့ကျေးဇူးကိုတက်ဖေရောမမေ့ပါဘူးဖေဖေမေမေနဲ့ညီလေးတို့ရဲ့တာယာချမ်းမြေ့မိသားစုကဘာလေးမပြိုကွဲစီဘူးတာအင်းလေးကိုပြန်သွားပါပြီဒါကြောင့်ဖြစ်ခဲ့ရတဲ့မိသားစုစိတ်ဆင်းရဲမှုတွေကိုခွင့်လွှတ်ပါလို့ဒီစာနဲ့တောင်းပန်ကြောခဲ့ပါတယ်ဖေမေမေရဲ့မြစ်တာကိုထားဦးစဉ်လိုလားတယ်။တာနေကြောက်ခဲ့။ညီလေးကိုနှုတ်ဆက်ခဲ့တယ်ကွာ။ညီလေးနဲ့အကိုကဖေးလူမီကွယ်ညီကိုတွေမဲ့ညီလေးကိုညီအရင်လို့သိချစ်တယ်။ညီလေးကိုဘယ်လောက်ချစ်တယ်လဲဆိုရင်ကိုပြောပြမယ်။ကိုရဲ့မိုးကအသေးနဲ့အောင်ချစ်တယ်။ဒါပေမဲ့ညီလေးမိုးချစ်နေမှန်းသိတဲ့နေရာစားပြီ။အကူအမိုးကိုဆွတ်မပြီးနောက်ဆုံးနေခဲ့တယ်အကူမမိုးရင်ချီဦးသူရှိတယ်လို့မိုးလိန်ပြောပြီးဘိုးကိုပြန်ချစ်ဖို့တိုက်တွန်းခဲ့တယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးမိုးရောညီလေးပါအကူပေါ်မှာထင်လွဲခဲ့ကြတယ်ကိုလူကမှပြင်းတယ်မဟုတ်ညီလေးကိုဘလောက်ပဲမို့အကူကခုနှစ်ချင်းများစွာညီလေးကိုငဲချစ်နေမှာဒီကွာညီလေးရဲ့တုံ့ပြန်တဲ့မြတ်တာမရခဲ့အကိုနေကြောက်ခဲ့မင်းကပိုက်ဆံပေးပြီးတော့ငါသားကိုအိမ်ကနှွေးတယ်ပေါ့လေဟုတ်လားကောင်းသိကောင်းမင်းကကိုဦးကမှကိုခင်တဲ့တလိချံလိုမိမလို့မြစ်တော်ပြောကိုကြီးရတယ်နည်းနည်းလေးမှရှိအဖေမြစ်တယ်လာခိုးရှာတဲ့ငါသားလေးကိုမင်းတို့ကငွေနဲ့တန်ဖို့ချက်ရတယ်ငွေကိုမမေ့ဟောတဲ့ငါသားကမင်းတို့ကိုခွင့်လို့ချင်းနဲ့အနိုင်ယူသွားပြီကိုအနိုင်ယူသွားပြီဒါလေအားလုံးကမင်းရဲ့ကြောက်ခက်ကမိရွေးနဲ့တူခေါ်ရတော့ကိုဖြစ်တာဘူးလို့ဖြစ်天妈把你不追，打你路，屁股来先来破吧没？那你打住啊，你就别抢他不对。ထိတောင်းကြပါလေကိုကျော်ပါလဲမှားပါတယ်ဒီနေ့ကစပြီးတော့ကိုရင်တယောက်သားချစ်ပါမယ်တယ်မမီတို့နဲ့လိုက်ပြီးပါလဲကိုလိုက်ခေါ်ပါအဲ့အကောင်းဆုံးပေါ့လူဘဝလက်တွေ့အရေးကြီးတော့ကျွေးနီးဆိုတဲ့စကားတိတ်ကိုတိတ်တယ်ဒီလိုမှမီတို့ကတားနဲ့အနည်းနေသွားနိုင်တယ်ဒီလိုမှမီတို့ညက်ကိုပြူတဲ့တနည်းတကောင်ပြည့်ဖြစ်မှာလောကအလယ်မှာအားကိုးစရာဆိုလို့တွေးလိုက်လို့အဲ့ဒီအကူတရားကိုပဲကြံ့ရခဲ့မှာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမိုးကိုပြောပြီးရှင်းပြတယ်အဲ့ဒါခုပဲသွားလိုက်ထ
အတွက်အနစ်နာခံသွားခဲ့တယ်မိုးအခုအထင်နဲ့မိရရဲ့မကျွန်တော်လည်းကိုဒီလည်းကျွန်းတော်ဆော်ကားမိခဲ့တယ်ကျွန်တော်ရဲ့အတ္တလွန်ကဲမှုတွေကြောင့်ခုလိုဖြစ်ကြဘယ်လိုကောင်းလဲပြီးတော့လေဒီနေ့အစားပြီးကိုနဲ့ပတ်သက်လို့မိုးပုံအမရင်တယောက်လိုပဲသဘောထားပါလားမိုးအင်းလေးကိုလိုက်ပြီးအခုတောင်းမှမဖြစ်နေကျွန်တော်တို့မိသားစုကိုလိုက်ခေါ်ဖို့အားလုံးစီစဉ်ပြီးပြီဒါဆိုမိုးနဲ့ဒေါ်လေးပါလိုက်မယ်ဒေါ်လေးနဲ့ဟောင်းတို့ပြဖူးကျင်တာနဲ့အတော်တကယ်ပြန်လာနော်ရှင်ကြီးအိမ်မက်ညာဟုတ်ပါဘူးနော်အိမ်မက်ညာမဟုတ်ဘူးအခုအင်းလေးကိုတခါတည်းအပြီးပြန်လာအမေအကိုနေကြောက်ခက်ပြန်လာတယ်ဟေးနေကြောက်ကပြန်လာပြီရှင်ကြီးတို့ဘာတွေလာခဲ့လဲရှင်နေမို့အများကြီးပဲဝယ်လာတယ်အင်ဂျီလည်းဝယ်လာတယ်မုန်းကြီးလည်းဝယ်လာတယ်ဟောင်းတော့ဦးပြရဲစာနေလို့အဲ့ဒါအခုပြင်းလို့လည်းပြရမယ်နော်ငါရပါဘူးသမီးကလည်းသမီးတို့ကြီးပန်းလာပါတယ်ပဲနောက်မှအေးစီလိုက်ပြခိုင်းပါသမီးကလည်းအခုချက်ချင်းလိုက်ဖို့ခိုင်းရမှာမဟုတ်တာနဲ့ကဲစိတ်တော့မကောက်ပါနဲ့ရှင်နင်းသွားခြင်းနဲ့နေ့ကိုအခုလိုက်ဖို့ပြင်ရှင်းတော့ဗျကျွန်တော်တို့မိသားစုလာမယ်ဆိုကျိုးတင်ကြောင်းကြလို့ဟောဆရာရဲ့ကျွန်တော်လည်းအစီအစဉ်မရှိပါဘူးဒီကခဲရရွာမှာကိစ္စလေးတစ်ခုပေါ်လာတယ်ကောက်ခံငယ်ထွက်လာကြတာပါရောက်တဲ့ခါလဲအေးစီနေတော့အောင်ပေါ့ကွယ်ဟုတ်ကဲ့အောင်တော်ဘုရားနဲ့လည်းကြုံကြိုက်တဲ့အခါလေးကိုတွေ့ဖို့မြင်မှုကြတတ်တာဟုတ်တာပေါ့ဒါဖြင့်တတိတို့နိုင်နာကြအောင်ခဲရရွာမှာကိုသွားမယ်တေကြုံရှိတော့ဘာနဲ့မုန်းနဲ့လိုက်သွားနိုင်မယ်ဟောအေးကောင်းတာဒေါ်လေးလည်းနားနေနေပေါ့နော်မိုးလို့အိမ်ပါနေအေးဟုတ် မ
ကိုကိုမိုးကြည့်ပါဟုတ်မိုးမိုးအသက်မရှိတော့မိုးအသက်မရှိတော့ကိုကိုမိုးသိချစ်တဲ့ကိုကိုတွေ့ချင်တော့ကြည့်ပြီးတော့ကြုံရည်နဲ့လိုက်လာတော့ကိုလိုဖြစ်ရတာဖြစ်ဆိုးလိုက်လားမိုးရဲ့မိုးကောင်းရသူပြီးလာပါဘဝစတဲ့ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ပါစေနဲ့လို့ကိုဆုတောင်းပါရှင်ရန်ကုန်ကိုပြန်လိုက်ခဲ့ပါကွယ်မိမှားတာတွေကိုဘုံကြီးပါနဲ့သားရင်ဟောဒီကသားကြီးကိုမိသားအရင်ကိုရှိပါနဲ့သားရင်နော်ဟုတ်ပါလေကိုအခုကျွန်တော်နားလဲပါပြီးတော့အရင်တော့ကျွန်တော်ပြောမှဆိုမှဖြစ်ခဲ့တာလေခွင့်လို့ဖို့တောင်းပါမှာသားရဲ့မေတ္တာစေတနာနဲ့သဘောထားတွေတားညီလေးနဲ့မိမိတို့သိကြပြီမို့မိသားစုကြော်ကြော်ပါပါတိုက်တိုက်ဝန်းနေကိုအချိန်ချရောက်ပြီလို့ဒီပဲထင်တာလေဒီပဲကိုနိုင်ကလည်းတားကြီးဒီပဲမျက်စိအောင်ရှိတယ်မင်းတို့ဘိုးဘိုးတို့စီဟာဒီစကားကိုတာမျောလို့မြင်ကြားလာတယ်အဲ့လိုကြားလိုက်ရတော့ဒီလိုနဲ့တော့သိတူနေချင်တာပဲဒါလည်းပဲဒါဒီဒီပေးမလို့ရတဲ့တာဝန်နဲ့ကျမ်းတယ်အဖေရောမမေရောသင်ပေးလို့တက်လာတဲ့ပညာတွေနဲ့ဒါဒီအင်းလေးမျိုးဒီကကွန်ကြိုရေးအတွက်ဒါသုံးချခြင်းတယ်သုံးချခြင်းတွေဖြစ်ဖြစ်တော့သုံးချဝင်ပြုပါ
သူ့အတွက်ပေါ်မောရည်ရင်တဲ့ကမှုဆက်မုံရတာပြန်ရင်မိုင်းနဲ့ကောင်းကင်မှာလေရှင်လေးအတွက်မိုးရွင်ရွာရကြပါမူ၏အလွန်များနေသူ့ဘဝမှာမူရဲ့သူချင်းနေရှာဒီပြင်းချက်မှထီးကြံငကိုရင်လွန်လို့မဖြစ်နိုင်